မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ပါရချီရတော့အတိတ်ထန်နေအရန်အောင်နေတဲ့အဖိုးကုအတိတ်ထန်နေအောင်လို့နာမည်အရန်ကြီးနေတဲ့အဖိုးကုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ပါရချီရတော့ကိုသွားရောက်ဖူးမြုံမှာဖြစ်ပါတယ်ဒီနေရာလေးကတော့ရန်ကုန်နေပြီးတော့အမြန်လမ်း17မိုင်1ဖာလုံး18ကီလိုမီတာမှာရှိပါတယ်စာဘူးတောင်ကျေးရွာလဲကူမြို့ကန်နီကျေးရွာမှာတည်ရှိနေရလဲဖြစ်ပါတယ်စာဘူးတောင်မရောက်ခင်ဘော17မိုင်စာဘူးတောင်နဲ့ဖြတ်ထွက်လို့ရတယ်ဒီကစားအောင်လားလဲဘောလဲကူပါအမေကရောက်ဘူးတယ်လို့ပြောပြီးသူမေ့ဘယ်လိုသွားမှမသိဘူးဖြစ်တယ်ထားပြီလားဒါဟိုရှိရပြားလေးကားဘူးလေးပြေးသွားတယ်နေရာဟုတ်တယ်သူများကားသမားသွားလို့ဆိုရဲသိတာလေကိုကမသိဘူးဘယ်တော့ဟိုကားသမားမားရပြန်တယ်ဒီနေ့ဟိုမှာလေအမေအလန်းလေးထောင်လာတယ်ဟုတ်တယ်ဒါဆိုရင်တော့အနာအချင်းဘုတ်လာတော့ဟိုဘက်ကလာခေါင်းကြီးကပြန်မလာတော့သွားလို့ဒီလိုမျိုးသွားညနာဟုတ်တယ်ဟိုခေါင်းကြီးတော့အပြန်မလာဆက်လီမှရထွက်ပြီးတော့ရန်နေလို့မသွားဘူးဒီမြင်းနီလန်းလေးကနေပြီးတော့သူကရှေ့မှာမြင်နေရတဲ့အစာဦးစီကိုသွားရမှာဖြစ်ပါတယ်ထပ်တို့ရောက်တဲ့အချိန်မှာလူတွေအများကြီးတော့ရှိမနေပါဘူးဒီဟာကတော့ပါရချီကတော့ထားရှိထားတဲ့နေရာပဲဖြစ်ပါတယ်ဒီကိုလာမယ်ဆိုရင်တော့အရင်ဦးဆုံးပါရချီကတော့ကြီးကိုအရင်ရှိခိုးပူဇော်ရမှာဖြစ်ပြီးတော့မှရှိခိုးပူဇော်တဲ့အခါမှာလည်းခင်မုန်းကြီး10ပါးကိုဝင်ချပြီးတောင်းပန်ကြော့ပြီးတော့မှအဖိုးခုစီမှာအတိတ်ထံဝင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ပါရချီကတော့အရင်ဥခိုက်ပူဇော်ပြီးတော့မှခင်မုန်းကြီး10ပါးနဲ့ကြော့ပါမယ်။ကံကြွေးချေတယ်လို့လည်းပြောကြပါတယ်။အဲ့တော့အရင်ဆုံးကံကြွေးချေမယ်ချေပြီးတော့မှအဖိုးခုစီမှာဒီကံကြွေးချေခဲ့တဲ့အရာတွေကိုသစ္စာအတိတ်ထံပြုပြီးတော့မှဆုတောင်းရတာဖြစ်ပါတယ်။ဒီလိုမျိုးကြားသိရပါတယ်။ဒါကတော့ဒီနေရာမှာထားရှိထားတဲ့ဘုရားစာအုပ်ကလေးပေါ့နော်။ဘာလဲသိချင်လို့ဆက်စုတာပါ။အောင်ချင်းဆောင်ပါရတယ်။ဒီစာအုပ်ထဲမှာလည်းခါရာတွေတော်တော်များပါတယ်။တချို့ခါရာတွေဆိုမသိဘူးပေါ့နော်။အဖိုးကူအတိတ်ထန်ဆိုပြီးတော့ပေါ့နော်
တီးတန့်ဒိတ်ထန်တဲ့သူတွေလည်းရှိပါတယ်သူကခြေလေးချောင်းသားမစားရဘူးတရားထိုင်ရမယ်ပြီးတော့လို့ရှိရင်တော့ဒီရှစ်ပါးတီလာလုံရမယ်ပေါ့နော်ပြီးရင်တော့ကိုအဒိတ်ထန်ပတိစိတ်မယ်ဆိုလို့ရှိရင်လည်းကိုနဲ့သက်ဆိုင်တဲ့ပတိစိတ်လို့ရတယ်ပေါ့နော်အဒိတ်ထန်တွေကတော့တယောက်နဲ့တယောက်မတူကြဘူးပေါ့နော်အဖိုးကူအဒိတ်ထန်ဆိုပြီးတီးတန့်လည်းရှိပါတယ်တချို့အနေနဲ့ကြတော့လေအဒိတ်ထန်တာမျိုးမဟုတ်ဘဲနဲ့အရှိရပြောခဲ့သလိုပါရချီရတော်ကြီးမှာခင်မုန်းကြီး10ပါးကိုကန်ကျွေးချေကြော့ပြီးရခါမှာအဖိုးကူစီရောက်တဲ့နေရာအခါမှာဒီကန်ကျွေးချေခဲ့တဲ့ဟာကိုပဲတစ္ဆာဆိုပြီးတော့မှဒီအရင်တော့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုဒီတောင်ပေါ်မှာရှိတဲ့မြင်ရမမြင်အပ်တွေရောအဖိုးကူကိုရောစသဖြင့်ပေါ့နော်ကိုဆောင်တဲ့တွေရောစသဖြင့်ဒီနတ်မင်းတွေရောဒါအမြဝေပြီးတော့တာရုခေါ်ပြီးတော့မှကိုကနာဆိုခဲ့တဲ့တစ္ဆာကိုကိုကနာကဒီရှိခိုးခဲ့တဲ့ခင်မုန်းကြီး10ပါးကိုပဲတစ္ဆာပြန်ဆိုပြီးတော့မှဘာစီမှာကိုလိုချင်တဲ့အရာတွေကိုဆူတောင်းရင်ဆူတောင်းပြည့်တယ်လို့လည်းကြားသိရတယ်ပေါ့နော်အဲ့တော့ကိုကအတိတ်ထံဝင်ခြင်းနဲ့ဆိုလို့ရှိရင်ကိုစိတ်နေကြပတိပတိပတ်ရင်လည်းစိတ်လို့ရတယ်ကိုစိတ်နိုင်တဲ့လောက်ပတိစိတ်ပဲပြီးရင်တရားထိုင်မယ်ပြီးသွားလို့ရှိရင်တော့ဒီခြေလေးချောင်းသားရှောင်းမယ်ရှစ်ပါးတီလာကိုလည်းလုံအောင်ထိန်းနိုင်မယ်ဆိုလို့ရှိရင်လည်းရပါတယ်ပေါ့နော်အဲ့လိုမလုပ်နိုင်တဲ့သူတွေအတွက်ကြတော့ခုနထပ်ပြောခဲ့သလိုမျိုးပဲခင်မုန်းကြီး10ပါးကြော့မယ်ပါရချီရတော့မှာခင်မုန်းကြီး10ပါးကြော့ပြောရလို့ရှိရင်အဖိုးကူစီရောက်တဲ့အခါမှာကိုပြုခဲ့သမျှကောင်းမှုမှုတွေကိုအတိတ်ဘဝတော်ဆက်ခဲ့တဲ့သူတွေမြင်မမြင်အပ်တယ်ပြီးအဖိုးကူရောပေါ့နော်အမြပေးဝေတာရုခေါ်ပြီးတော့မှဒီခင်မုန်းကြီး10ပါးကြော့ဒါမှန်ကန်တယ်ဆိုတဲ့သစ္စာကိုအဖိုးရှိမှာဆိုပြီးတော့မှကိုလိုချင်တဲ့အတိတ်ထန်တွေကိုဆူတောင်းရင်လည်းပြည့်တယ်လို့ကြားသိရပါတယ်အဲ့တော့ဒီဘောနော်ပါရချီရတော့ကိုဒီအဖိုးကူကလမ်းပြပြီးရှာခဲ့တယ်ဒီတောင်ကလေးဆရာတော်နဲ့ချိတ်ဆက်ပြီးတော့ဗောနော်လူမျိုးရှာခဲ့ပြီးတော့မှဒီချီရတော်ကိုတွေးရှိလို့တောင်ကလေးဆရာတော်ကနေပြီးတော့ဒီအရာလေးကိုဦးစီးပြီးတော့လုပ်တယ်ဆိုပြီးတော့သိခဲ့ရပါတယ်ဗောနော်ဒီမှာရှင်းပြနေအမရှိရဗောနော်နောက်ဒီအမရှင်းပြလို့သိခဲ့ရပါတယ်တော့သူကဒီမှာအဋ္ဌံပြုဆူတောင်းပြီးရခါမှာဒီအောင်စီအောင်မောင်းတီးလို့ရတယ်ပေါ့နော်ဒီမှာမောင်းရှိရပုံရှိရအဲ့ဒါတွေကိုလည်းတီးလို့ရပါတယ်အဲ့တော့အဖိုးကူနဲ့ပါလာချီကတော့ဖူးမြော်ခြင်းပေမဲ့ရက်ဝေးကနေပြီးတော့ဖြစ်နေတယ်ဒီ7မိုင်တစ်ဖာလုံးမလာရောက်နိုင်ဘူးမဖူးမြော်နိုင်ဘူးဆိုတဲ့သူတွေအတွက်ဒီဗီဒီယိုလေးရိုက်ပေးရခြင်းဖြစ်ပါတယ်နောက်တစ်ခုကြားသိထားတာပေါ့နော်တစ်စုတောင်မှာဒီဖက်နှက်ချုပ်ပြီးတော့မှခြေပလာနဲ့နင်းပြီးတော့ဆူတောင်းလို့ခါအကျော်အစစ်ယောဂါတွေအတွက်တက်တာပြောက်ကင်းနိုင်တယ်လို့သိရတယ်ဒါပေမဲ့ဘယ်နေရာမှာရှိနေလဲဆိုတာကိုတော့မရှာခဲ့ရဘူးပေါ့နော်မရှာခဲ့ရဘူးဆိုတာကဒီမှာအရန်လာတဲ့ရှုခင်းကိုမြင်တော့ဓာတ်ပုံရိုက်နေရနေမိသွားတာပါအဲ့လိုနဲ့ပြန်သွားတော့မသိခဲ့ရဘူးပေါ့နော်ပြီးတော့ဘသူမေးရမှန်းလည်းမသိတာနဲ့ပဲအဲ့နေရာကိုတော့မရောက်ခဲ့ဘူးပေါ့နော်ပါခြေလေးချောင်းသားရှာတရားထိုင်ရှစ်ပါးတီလာဒီမှာဒီလာဝင်နေတာပြောပါဦးရှစ်ပါးဒီလာဝင်လို့ဆိုတာမဖြစ်နိုင်တဲ့ကိစ္စတို့ဟိုတောင်လားမသိဘူးဒီလာလောက်ဖြစ်တစ်တာတောင်လားမသိခြေတောင်ပြောင်းနေတဲ့ခြေပြောင်းနဲ့စတောင်းရတယ်ဆိုပြီးအဲ့လိုပြောခြေပြောင်းနဲ့နေဟိုဖြစ်တယ်တဲ့အယိုးအကျော်တွေဖြစ်တယ်ဒီညောင်းမှာမဘာရောင်းနေတယ်သွားဆွဲဆုလိုက်နာဖေးရိုက်ချင်ပါကြည့်နားလေးလို့ရွှေပြုံဒီလို့တင်မောဒီကိုပြောင်းဖို့မင်းဝဲတော့လာနေခါကြညဆိုတော့လည်းနှစ်တည်းရောရွှေပြုံဒီတေးလေးဘာမင်းလဲမင်းလည်းမကြည့်နိုင်ဘူးတော့လေထုတ်တယ်မင်းကျွေးတယ်
ချက်တော့ဘူးဒါလည်း ငါပြောသေးတယ်ဗျာမစိမဆိုးထားတယ်ငါပြောသေးတယ်ဘာမှတီးလေးချင်းဟမ်ခုတ်လာလားမသိနော်ဒီဗီဒီယိုလေးထဲမှာပြောပြသမျှအချက်လက်တွေအကုန်လုံးကတိတိလောက်လေးပြောပြပေးတာဖြစ်တဲ့အတွက်လိုအပ်ချက်တွေရှိနိုင်တယ်အမားတွေလည်းများနိုင်ပါတယ်အကယ်၍တီးတဲ့သူတွေအနေနဲ့ပေါ့နော်အမားတွေရှိခဲ့ရင်လည်းပြင်ဆင်ပေးခဲ့ပါအောင်ဒီဗီဒီယိုလေးကိုအဓိကရိုက်ကူးရတဲ့ရည်ရွယ်ချက်ကတော့ရက်ဝေးကနေပြီးတော့မလာနိုင်တဲ့မိဘပြည်သူတွေအတွက်ပေါ့နော်အဖိုးဘူးစီမှာဒိတ်ထန်တွေဆူတောင်းခြင်းနေဆိုတဲ့သူတွေအတွက်ပါရချေရတော်လေးကိုမျှော်ခြင်းနေဆိုတဲ့သူတွေအတွက်အဓိကရိုက်ကူးခဲ့ရခြင်းဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ရှုပေးကြတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်